မစားခင်တိတ်သွားတဲ့တော့အစားအစာ၅မျိုးနံပါတ်1အနေနဲ့ကတော့ကြောက်ခဲတုံးပဲဖြစ်ပါတယ်အခုမြင်နေရတဲ့ကြောက်ခဲတုံးတွေကတော့ Kazakhstan နိုင်ငံရဲ့သေစာတစ်မျိုးပါဒီသေစာမဟုတ်ကိုရုတ်တရက်ကြည့်လိုက်ရင်ကြောက်ခဲတုံးတွေလို့ထင်ရပါတယ်တကယ်တော့ဒါကကြောက်ခဲတုံးတွေပဲဖြစ်ပါတယ်ဒါပေမဲ့ကြိုက်လိုက်ရင်တခါတည်းသွားကျွတ်သွားမဲ့ကြောက်ခဲတုံးမျိုးတော့မဟုတ်ပါဘူးရှွန့်ကနေခဲပြီးမှရလာတယ်ဝါလို့ရမယ့်ကြောက်ခဲတုံးမျိုးဖြစ်ပါတယ်ဒီကြောက်ခဲတုံးတွေက Kazakhstan နိုင်ငံရဲ့လမ်းမတွေပေါ်မှာတင်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်လမ်းသွားနေရင်လည်းရုတ်တရက်ဘိုက်စာလာရင်တွေ့တဲ့ကြောက်ခဲတုံးကိုကောက်စားလိုက်ရုံပဲဖြစ်ပါတယ်နံပါတ်2အနေနဲ့ကတော့ဘလို့ဖြစ်ပါတယ်ကြောက်ဥဘဲဥတွေဆိုတာကလက်ကုံရဲ့နေညားနေကြအစားအစာတစ်မျိုးဖြစ်ပါတယ်အခုတော့ဈေးရတက်သွားလို့ဘဲဥနဲ့တော့မညားနိုင်တော့ပါဘူးဒါပေမဲ့အခုမြင်နေရတဲ့ဟာကတော့ဘဲမဥတဥလေးပဲဖြစ်ပါတယ်ဘဲဥလည်းမဟုတ်သလိုအကောင်လည်းမပေါက်သေးတဲ့ဘဲသားလောင်းလေးကိုပဲစားရတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်ဒါတော့ဘလို့လို့ခေါ်ပါတယ်ဘလို့ကတော့ဖိလစ်ပိုင်ရိုးရာအစားအစာတစ်မျိုးပါနိုင်ငံတကာမှာလည်းစားသုံးကြသလိုဒီကလူတချို့လည်းစားကြပါတယ်ဒီဘဲသားလောင်းလေးကတော်တော်လေးအားရှိတဲ့အစားအစာလို့လည်းဆိုကြပါတယ်မြင်ရတော့ organism ဆရာကြီးဆိုပေမဲ့တစ်သက်မှတစ်ခါတော့ try ကြည့်တဲ့အစားအစာတစ်မျိုးပါကိုဝင်ဆောင်မိခင်တွေအတွက်လည်းတင့်တော်ပါတယ်နံပါတ်3အနေနဲ့ကတော့စွန်ပလွန်သီးဝိုင်လေးဖြစ်ပါတယ်အခုမြင်နေရတဲ့အစားအစာကတော့စွန်ပလွန်သီးချင်နှင်းဝိုင်လေးဖြစ်ပါတယ်တော်ထဲမှာစွန်ပလွန်သီးတွေကိုကိုယ်တိုင်လိုက်ကောက်ပြီးတော့အရေးဖြစ်လာအောင်နင်းချေကြမှာပါဒီနေရာမှာဆက်နဲ့ကြိတ်လိုက်လို့ရှိရင်ပုတ်ပြီးတက်တာသွားမှာဆိုတဲ့အတွက်အနေတို့ကတော့ဒီလိုမစင်စားခဲ့ပါဘူးအလုပ်ကိုအလုပ်နဲ့တူအောင်လုပ်မယ်ဆိုပြီးတော့6လောက်နဲ့ပဲနင်းဖို့ဆုံးဖြတ်လိုက်ပုံရပါတယ်စားသုံးသူတွေကိုလည်းဘယ်တော့တောင်စေတနာထားလဲဆိုရင်ခဏတောင်မပါပဲနင်းချေပေးနေရှာတာဒီလိုမျိုးပပနဲ့နင်းချေရကနေပြီးတော့ရရှိလာတဲ့ချင်နှင်းရည်လေးတွေကိုဝိုင်အဖြစ်ချက်လုပ်ကြမှာဖြစ်ပါတယ်လူချင်းမင်းတို့လည်းလမ်းတွေပါတွေကြုံခဲ့ရင်စွန်ပလွန်သီးဝိုင်လေးစမ်းတောက်ကြည့်ကြဖို့အကြံပေးခြင်းပါတယ်နံပါတ်4အနေနဲ့ကတော့ street food ဖြစ်ပါတယ်ဒါကတော့ဘုရားကျောင်းတစ်ခုမှာ street eater ကျွေးနေတာဒါပေမဲ့ပကံအလူရှင်တော့မရှိလို့ဖြစ်သလိုလေးပဲဆွဲရတော့မှာဖြစ်ပါတယ်နောက်ပြီးတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်တဲ့အနေနဲ့ဖောက်ရက်တွေဘာတွေကိုလည်းအသုံးပြုသွားမှာမဟုတ်ပါဘူးဒါကြောင့်ကိုစားပြီးသားပကံတွေမဆေးချင်ဘူးဆိုတဲ့သူများအတွက်လည်းအဆင်ပြေစီမှာပါကျွန်တော်တို့စားပြီးရတဲ့တခါလေးထပြန်ရုံပဲဖြစ်ပါတယ်ဘာလို့ street food လို့ခေါ်ရတယ်လဲဆိုရင်တော့ကျွန်တော်မပြောလဲသိကြမယ်လို့ထင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ရေခဲချက်လေးပဲဖြစ်ပါတယ်အနေတို့တိုင်းပြည်ကတော့ရေခဲချက်တော်မှရိုးရိုးချစ်မရောက်ပါဘူးဒီရေခဲချက်ကတော့ကမ္ဘာပေါ်မှာအိန္ဒိယနိုင်ငံတစ်ခုထဲမှာပဲရှိတဲ့ရေခဲချက်မျိုးဖြစ်ပါတယ်အရင်ဦးဆုံးဒလိန်တုံးကြီးတစ်လုံးနဲ့ကိုရေခဲတွေအပြည့်ထဲပါဒလိန်တုံးကြီးအေးခဲလာပြီဆိုရင်တော့အပေါ်ကနေအချိုရည်တွေစဆန်းပြီးရေခဲချက်ဆလုပ်ပါဘေးကအကူတယောက်ကတော့ဒလိန်တုံးကြီးကိုလက်ပြော့အောင်လှည့်ပေးရမှာဖြစ်ပါတယ်အချိုရည်ဘောင်းဆောင်ကိုလောင်းထည့်ပြီးတဲ့နောက်မှာတော့အသီးတွေကိုပါထပ်ပို့ထည့်မှာဖြစ်ပါတယ်ဒီလိုနဲ့ဘေးကတယောက်လက်ပြုတ်အောင်လှည့်ပြီးတဲ့နောက်မှာတော့အရသာဆောင်နေတဲ့တန်ကြီးရေခဲချက်လေးတစ်ခွက်ရရှိလာပါတယ်လူချင်းမင်းတို့လည်းရေခဲချက်လေးပါလေးရောင်းကျင်နေဆိုရင်ဒါမျိုးဒလိန်တုံးကြီးတစ်လုံးပဲလိုအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်